မဟုတ်လို့ရှိရင်လည်းဒီ guitar အခုလိုမျိုးအေးအေးလေးတင်းနေဆိုတီးတာမျိုးလည်းတဲဆိုတဲ့ဟာ drum ရဲ့စီးချက်တွေလိုမျိုးထက်ဖြက်ရိုက်တဲ့အခါကြလို့ရှိရင်ကျွန်တော်ကမိအောင်လိုက်ဖမ်းဖို့အတွက်မှာ fast attack ချိန်လို့ရတယ်တော့โอเคလိုချင်တာကချစ်တွေပါအပိုင်းဆိုင်ခြင်းဆုံးဘဝဆိုတာ level mix ကတော့တော်တော်မိုက်တယ် brother ကျန်တဲ့ project တွေမထီဘူးဒီဟာလေးကိုပဲနားထောင်လိုက်နည်းနည်း short လိုက်တင်လိုက်အဲ့လိုလုပ်ကြည့်တော့ဒီ package မှာ hashtag လို့ခေါ်တယ်အတန်လေးတင်းဆိုတီးတဲ့နေရာလေးတွေမှာတော်တော်နားထဲမှာတော်တော်လေးကိုစူးတယ်ဘောနော် frequency တွေကိုပေါ့နော်ပုံသေး gain ကိုဘယ်လောက် dB ဆိုပြီးကျွန်တော်တို့အရင်တော့သတ်မှတ်တာဟုတ်ဒီမှာပလက်ကနေထားပါတော့ -1 -2 ဆိုပြီးကျွန်တော်တို့ကအရင်တော့ဖိကြတယ်ပေါ့နော်အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့ဒီနောက်ကအတန် power ပြင်းသလိုပြန်ပြီးတွန်းဖိဖို့ကြတော့ကျွန်တော်တို့ကဒီမှာ compress လုပ်တဲ့သဘောပဲပေါ့နော်ဒါအလွန်ဆုံး range ကိုကျွန်တော်သတ်မှတ်ပေးရတယ် -2 မဟုတ်ရင်လည်း-3 အထိအတန် power ရှိရင်ရှိသလိုပေါ့နော် dynamic range ရှိရင်ရှိသလိုပြန်တွန်းဖိတဲ့ဟာကိုကျွန်တော်ပြန်လုပ်ထားတာဒါ dynamic EQ လို့ခေါ်တယ်ပေါ့နော်dynamic EQ နဲ့တင်ကိုမိုက်နေပြီเนาะဒါပေမဲ့ကျွန်တော်တို့ကဒီဟာကျွန်တော်က dynamic EQ အရင်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါထက်ပိုမိုက်တာဘာလဲဆိုလို့ရှိရင်ပေါ့เนาะဒီမှာကြည့်ဒီ spectral လို့ခေါ်တယ်ပေါ့เนาะ spectral ဆိုတာလေးကို on ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အမှစူးတဲ့ hash နဲ့ဖြစ်တဲ့ frequency ကိုပဲတီးတန်သူဖိပြီးတော့မှာဒီမှာကြည့်ကျွန်တော်တို့ကဒီ guitar clean လိုမျိုး overdrive လိုမျိုးတချို့တွေကဒီတုံးကာလာတွေကိုတို့ကအရန်ကိုဂယုစိုက်ကြတဲ့သူတွေရှိတယ်တကယ်လို့တုံးကာလာတွေလိုလုံးဝမပြတ်မစည်းပဲထားခြင်းနဲ့ hash နဲ့ကြီးပဲတီးတန် short ခြင်းနဲ့ဆိုရင်တော့ spectral နဲ့ဆွဲချလို့ရတယ်ပေါ့နော်ဒါဆို spectral နဲ့ဆိုလို့ရှိရင်စူးနေတဲ့ frequency တွေပဲရှင်းထော်သွားမှာပါအတန်သူရဲ့ original အတန်တော့မထိခိုက်တော့ဘယ်လိုပြောမလဲဟုတ်တယ်ချက်ထားတော့မှာပေါ့ဟုတ်တယ်ဒီမှာနောက်ထပ်ပေါ့နော်ဒါကျွန်တော်အသေးစိတ်ဒီမှာထပ်ပြပေးပါနော်ဒါ brother မိဝါလည်းရတယ်ကျွန်တော်နောက်မှ AC ပြန်ပြောပြမယ်လောဆယ်ကတော့အဓိကဒီလုတ်လို့ရတဲ့ future လေးတွေပေါ့နော်အကုန်လုံးကျွန်တော်ဒီမှာပြောပြမယ်အဲဆိုအခုဒါ spectral နဲ့ကျွန်တော်တို့ဖိတယ်ဆိုလို့ရှိရင်စူးနေတဲ့ frequency တွေကိုပဲသူဖိတယ်ဆိုပေမဲ့ပေါ့နော်ကျွန်တော်တို့ကဒီမှာ narrow wide လုတ်တယ်လို့မျိုးပဲအရင်တော့ EQ မှာကျွန်တော်တို့ဖိတယ်ဆိုရင် Q ပေးထားတယ်လေဟုတ်တယ်မလားကိုကလုတ်တဲ့ frequency ကဒီဘက်မှာလို့ frequency အကျဲကြီးတွေမဟုတ်ဘူးဒါဆိုရင်အနှိမ့်တန်တွေဖြစ်တဲ့ကြောင့် frequency တစ်ခုနဲ့တစ်ခုဟာ harmonic တွေကအကျဲကြီးတွေဖြစ်နေတော့ harmonic တွေကဝေးတယ်ဟုတ်လားတစ်ခုနဲ့တစ်ခုတွေ့လားဒီမှာတေချာကြည့်မလားနော်ဒါပေမဲ့ကျွန်တော်တို့က frequency တွေကမြင့်လာလေသူပြတဲ့ graph ကစုလာလေဆိုတော့ frequency လေးတွေကတော့အနုစိတ်ဖြစ်နေတယ်မှာကြည့်အများကြီးပဲလားဒါပေမဲ့အဲ့ဒီအများကြီး frequency တွေကိုကျွန်တော်တို့ကတစ်ခါတည်းသိမ်းကြုံပြီးအကုန်လုံးသွားပြီးတွန်းဖိလိုက်ချင်တော့ဒီဘက်ဟို band wide လုပ်တဲ့သဘောပေါ့နော်ခက်ကြဲဖိတယ်ဒီတကယ်လို့အဲ့ဒါကိုကျွန်တော်တို့ကပို့ပြီးအနုစိတ်ဖိကျင်တယ်ဆိုလို့ရှိရင်တော့ဒီ spectral back ကိုsorry ဒီအနုစိတ်ဘက်ကိုပြန်ဆွဲယူလို့ရတယ်မနော်ဒါဆိုတော့ဒီ harmonic တွေကိုတစ်ခုချင်းစီလိုက်ပြီးအနုစိတ်သူလိုက်ပြီးတော့စက်မှုအောင်လုပ်ပေးနိုင်တယ်ဗောနော်ဒါဟိုဘာလို့ဆိုတော့ဒီဘက်မှာ frequency ကအရင်များတာဟုတ်တယ်မှာနော်အဲ့ဒါကိုလည်းကျွန်တော်တို့ကပုံသေးသွားတက်လို့မရဘူးဒါ frequency အမြင့်ပိုင်းမှာမို့လို့ frequency တွေများလို့အနုစိတ်ဖိကျင်တယ်ဆိုတာမျိုးတော့မဟုတ်ဘူးဗောနော်တခါကျတော့ကျွန်တော်တို့ကအဓိကရည်ရွယ်ချက်ကတော့ hash net တွေကိုရှင်းထုတ်ချင်တာဗောနော်အဲဆို hash net တွေရှင်းသွားဖို့ဆိုရင်တော့ကျွန်တော်တို့ဟိုဒီစမှုဒီလိုမျိုးအများကြီးအသေးစိတ်လုံးမှလည်းစမှုပွားတာရှိတယ်လို့မျိုးတခါတည်းကျတော့လည်းအဲ့လိုနဲ့မရတော့ဘူးဆိုရင်တော့ရတယ်ကျွန်တော်တို့ဖြန့်ပြီးတော့ပဲလုတ်လိုက်တော့မယ်ပေါ့နော်အဲ့လိုမျိုးလည်းရတယ်နော်ဒါကျွန်တော်ကပါတဲ့ tool လေးတွေကိုအဓိကပြောပြတာပါချိန်တာကတော့ကျွန်တော်တို့ brother တို့ခုနကကိုခံစားချက်ပေါ်မှာမူတည်ပြီးပဲချိန်မှာဆိုတော့ light တယ်လို့ကတော့ကိုကြိုက်တယ်လို့လုပ်ကြမှာပဲဗျာ light အောင်လုပ်မှာဟုတ်တယ်မလားအဲ့တော့ပုံတီ gadget ဒီပေါ်မှာတော့ကျွန်တော်တို့ထားလို့မရအောင်နောက်တစ်ခုရှိတယ်ပေါ့နော်ဒီမှာအဲ့ဆိုဒီ guitar အနေနဲ့ကကြတော့ attack တိုင်းလေးတွေကအရန် fast ဖြစ်တာမဟုတ်ဟုတ်တယ်မလားအရင်တော့ကျွန်တော်တို့ drum ဆို transient အတားမြန်တဲ့ transient နေနော် tick tick tack tack ဆိုတာဟုတ်တယ်မလားဒီကောင်လေးရဲ့ attack တိုင်းတွေကကြတော့သူတို့ရဲ့ transient တွေကကြတော့နည်းနည်း drum လောက်တော့မမြန်ဘူးပေါ့ဗျာအကယ်၍ brother က kit snare တွေ drum bass တွေပေါ်မှာဒီလို spectral တွေကိုသုံးခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်မဟုတ်လို့ရှိရင်လည်းဒီ guitar အခုလိုမျိုးအေးအေးလေးတင်းနေဆိုတီးတာမျိုးလည်းတဲဆိုတဲ့ဟာ drum ရဲ့စီးချက်တွေလိုမျိုးထက်ဖြက်ရိုက်တဲ့အခါကြလို့ရှိရင်ကျွန်တော်ကမိအောင်လိုက်ဖမ်းဖို့အတွက်မှာ fast attack ချိန်လို့ရတယ်တော့နော်ဒီ fast attack လိုက်ပြီးချိန်ပြီးတော့ကျွန်တော်တို့က fast attack နဲ့စမှုအောင်လိုက်ထိန်းလို့ရတယ်နော်နှမို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ transient တွေကလွတ်ကုန်ပါဆိုလို့ကိုချိန်တဲ့ instrument ပေါ်မူတည်ပြီးကိုက transient ရဲ့အချိန်တွေကိုတွက်ပြီးတော့ပဲ brother attack တိုင်းကိုလိုက်ထားရမှာအဲ့ဒါလည်းသဘောပေါက်ရနော်ဟုတ်ကဲ့
เนาะattach ရှိမှာဗျာ release ရှိမယ်ဒါ attach release ကတော့dynamic control မှာပါမှာပဲเนาะအဲ့တော့ brother အဲ့ဒါဆိုအဲ့ဒီဟာကိုပြန်ချိန်ကြည့်လိုက်ကျွန်တော်ဒီဘန်အောင်ဖြတ်လိုက်ပြီ brother အမှတင်ပြီးရင်ကိုယ့်ကိုစမှုအောင်တစ်ချက်ပြန် short ကြည့်လိုက်ခုနေထားတဲ့မိုက်တယ်တော့ဒါမှကိုကတကယ်လို့ကိုချိန်ပြီးသွားရင်ချိန်သွားရင်လည်းဆုံးဖြတ်လို့မရဘူးပေါ့နော်ချိန်ပြီးသွားတဲ့အခါမှာပြန်နားထောင်ကြည့်ပေါ့နော်ကျွန်တော်ချိန်သွားရင်ဆုံးဖြတ်တဲ့ဟာကကြတော့နားရင်နေတဲ့နောက်ကိုလိုက်ပြီးဟိုအမှားအမှန်ခွဲကြရတာနည်းနည်းတိုင်ပတ်တယ်ပေါ့နော်ဘာလို့ဆိုတော့ကိုကချိန်နေနားရင်တယ်အဲ့ဆိုပြန်ရှင်ကြည့်ပေါ့နော်ကိုမချိန်ကသေးခင် sorry မချိန်ရသေးခင်ကအတန်ပေါ့နော်ဒါမချိန်ရသေးခင်အဲ့ဆိုအခုကျွန်တော်ပြတဲ့ဟာကဟိုဒီရိုးရိုး dynamic နဲ့ဆိုရင်တော့ပိုလိုက်လိမ့်မယ်တမဒါပေမဲ့ spectral ကကျတော့ဘယ်နေရာမှာသုံးမလဲဆိုခုနကကျွန်တော်ပြောသလိုမျိုးကျွန်တော်တခုမဟုတ်တခုလိုအပ်လာလိမ့်မယ်ဒီတုံးကာလာတွေကိုမထိကြိုက်ဘဲနဲ့တေချာ smooth အောင် hash net တွေကိုရှင်းပြီးထုတ်မယ်ဆိုလို့ရှိရင်တော့ spectral ကတော့မပါမဖြစ်သုံးကိုသုံးရမှာပေါ့နော်ဒါပေမဲ့လောစေကတော့ကျွန်တော်တို့ကိုလိုက်မဲ့အနေထားပဲချိန်မယ်ဆိုရင်တော့ကျွန်တော်တို့ရိုးရိုးဒီ spectral မသုံးမနဲ့တောင်ဒီ dynamic control နဲ့တင်ကိုတော်တော်လေးသဘောကျနေဟုတ်ကဲ့ဟုတ် result ကကောင်းတယ်နော်ဒါတော့တချင်းပေါ်မှာမူတည်ပြီးတော့ကြိုက်တဲ့ပုံစံအတန်တုံးကလာနဲ့ဟုတ်တယ်သက်ဆိုင်ပါဘောနော်ဒါတော့ကိုလို့